ကျွန်တော်တို့နောက်နေ့မနေ့အထိမစောင့်ပါနဲ့နော်နီးရဆေးကန်းတစ်ခုကိုဆရာဝန်ဆရာမတွေကိုပြပါနော်ဒီအပိုင်းမှာပေါ့နော်မိဘတွေကတောင်းဆိုကြတယ်ဆရာကြီးသွေးလွန်တုပ်ကွေးယောဂအကြောင်းလေးပြောပြပေးပါပေါ့နော်အဲ့လိုဆိုတော့သွေးလွန်တုပ်ကွေးယောဂအကြောင်းဆိုတာတော့အများကြီးကျေပြန့်တယ်ပေါ့နော်အစားဆုံးပြောရမယ်ဆိုလဲအချိန်ကြီးကြာကြီးဖြစ်မယ်ဒါလို့အများစုကတော့လေသွေးလွန်တုပ်ကွေးနဲ့ပတ်သက်လို့ဘူဒုတာရအနေနဲ့အများရှိခဲ့ပြီးသားပေါ့နော်အခုကတော့ကျွန်တော်တို့ကဒီသွေးလွန်တုပ်ကွေးရဲ့ပါဝင်ပေါ့နော်ကလေးတွေဖျားတာနာတာတွေမှာကျွန်တော်တို့သတိထားမယ့်အချက်တွေမိဘတွေကိုကျွန်တော်မှားလေးမှားထားရှိတဲ့အချက်ကလေးတွေပြောပြပါမယ်အဲ့တော့ကလေးလေးတွေကတော့ကျွန်တော်တို့ပန်းလေးတွေလိုပဲဖျားနေတဲ့အချိန်ဟာလာနေမကောင်းဖြစ်နေတဲ့အချိန်မှာနွမ်းလျားနေတယ်တကယ်တော့အဖျားကျသွားပြီးဒီကဲလို့နေကောင်းသွားပြီဆိုရင်တို့ကချစ်ချင်းလန်းဆန်းလာမှာပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကသတိထားရမယ်အဲ့တော့ကလေးတွေဖျားတယ်ဘာကြောင့်မဲဖျားတယ်ဆိုရင်မိဘတွေအားလုံးကလည်းပင်ပန်းကြတယ်စိတ်ပူကြတယ်ဒီမျိုးစုံသုံးတယ်ဆေးတွေတောက်တယ်ဟုတ်တယ်နော်အဲ့တော့ဖျားတဲ့အချိန်မှာကျွန်တော်တို့ကဟာလာအဖျားမကြရင်ဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောခဲ့ပြီးသားပေါ့နော်အဲ့တော့အခုပြောမယ့်အကြောင်းအရာကတော့အဖျားကျတဲ့အချိန်ပေါ့နော်အဲ့တော့အမှန်တကယ်တော့ပြောရမယ်ဆိုရင်ကလေးတွေဆိုတာအဖျားကျရင်လမ်းရပါလိမ့်မယ်အကယ်၍ကလေးတယောက်ကအဖျားကျပြီးမလမ်းဘူးဆိုရင်ဒါကျွန်တော်တို့တော်တော်လေးသတိထားရမယ်အချက်လေးတစ်ချက်ဖြစ်သွားတယ်အဲ့တော့အများစုလည်းမှားရင်းကြပြီးတော့အခက်ခဲဒုက္ခရောက်သွားတာအဲ့ဒီလိုအချိန်မှာပေါ့နော်ဖျားနေတော့ကတော့အားလုံးကဝိုင်းဂယူဆိုင်ကြတယ်အဖျားကျလဲကျသွားဟိုတော့ငါတို့လည်းမအိတ်ခဲ့ရဘူးအခုကျမှအိတ်မယ်ခလေးကလည်းအဖျားကျသွားပြီပဲအိတ်ပါစေဆိုပြီးထားလိုက်တဲ့အချိန်မှာကျွန်တော်တို့မတိလိုက်ပင်နဲ့သွေးလန့်နေတာပေါ့နော် shock တွေပါဝင်နေတာတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဆရာကြီးဦးစောဝင်းဆိုလည်းအများတန်းပြောထားတယ်ဟာလာယာဒီတိုင်းတွင်ဖျားတာလေသွေးလွန်တုပ်ကွေးမှတ်အဖျားကျပြီးမလန်းလျင်အစင်တတိချက်ဆိုတာနော်ခလေးဆိုတာတကယ်တော့အဖျားကျရင်လန်းရမယ်စားခြင်းစိတ်တောက်ခြင်းစိတ်ရှိရမယ်ဆော့ခြင်းစိတ်ရှိရမယ်ဟာအဲ့လိုမဟုတ်ဘဲနဲ့ခလေးကအဖျားကျပြီးခွေခောက်ပြီးတော့နော်လဲလျောင်းနေမယ်ဆိုရင်ဒါလေးတတိထားရမယ်เนาะအဲ့တော့ကျွန်တော်တို့ဆိုအများတန်းမှားပြီးတယ်ဒီကျွန်တော်တို့စာအုပ်ထဲမှာဆိုလဲကျွန်တော်တို့စာလေးတွေရေးပေးထားတယ်เนาะအထူးသဖြင့်ညာကြီးညတာပေါ့เนาะတခါလေးကျကျွန်တော်တို့ကတဏီကင်းလုံးမှာတော့ဟလာစေုံစေကန်းတွေအကုန်လုံးပဲမှာမဆိုရှိတယ်ညဘက်ကြတော့စေုံစေကန်းလေးတွေကပိတ်ကြတာပေါ့เนาะစေုံတွေ24နာရီဖွင့်တဲ့စေုံတွေတော့ရှိတယ်အဲ့တော့အကယ်၍ညာကြီးညတာမှာအကယ်၍ခလေးကဖျားကြပြီးမလန်းဘူးဆိုရင်ကျွန်တော်တို့ကစေုံနီးစက်ရစေုံတစ်ခုခုကိုပြထားပေးပါเนาะမနေ့ကျတော့မှဆရာစီကန်းဖွင့်တဲ့အချိန်ဒီထိုင်ဆောက်လိုက်မယ်ဆိုပြီးဆောက်လိုက်တဲ့အချိန်မှာဒီ6နာရီ9နာရီလောက်အချိန်လင့်ဟသွားတာလေးတွေကဒီကလေးရဲ့အကယ်၍များ shock ဖြစ်နေတာဆိုရင်ဒါပြဿနာရှိတာပေါ့အဲ့တော့ကျွန်တော်အများအားမှာတဲ့အချက်လေးတွေကနံပါတ်1ချက်ကတော့အဖျားကျပြီးမလန်းဘူးဆိုရင်ဒါ